အခု opinion ဟေ့ဆိုလို့ရှိရင်အရင်ဆုံးစဉ်းစား personal feeling လုံးဝမထည့်နိုင်တော့အဲ့ဒါမှာမဆက်ဘဲနဲ့ရုပ်တိတိကျကျနဲ့ realistic sense နဲ့စဉ်းစားတယ်ဟေ့ဆိုလို့ရှိရင်ဟုတ်ပြီငါ agree လိုက်မယ်ဒီမှာဟိုကလေ computer base ဖြေတယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးလာတာကွာချက်ပြောမယ် question ကနေတော့ဘာပြပေးရမလဲဟုတ်တော့ okay သူက question က okay ဒီမှာဒီလိုမျိုးလာလိုက်တယ်ဒါကြီးက question ပေါ့လာပြီးဆိုလို့ရှိရင် तू အောက်မှာ type လုပ်ဖို့နေရာပေးထားတာ तू ဟုတ်ကဲ့ရှင်အဲ့ပေးတယ်ဆိုလို့ရှိရင်ဒီမှာဘာလို့လဲ planning စစဉ်းစားလို့ရတယ်ပြီးလို့ရှိရင်အကုန်ဖြတ်ချပလိုက် delete နဲ့ဟုတ်ကဲ့ရှင်အဲ့တော့ဒီချက်တော့စပြီးတော့ဟုတ်ပြီငါဒါက agree လား disagree လားပေါ့နော်ဒီလိုမျိုးနှစ်ခေါက်သွားလိုက်ပေါ့သွားပြီးပြီဆိုလို့ရှိရင် agree ဆိုလို့ရှိရင်ငါကဟိုနှစ်ခုထွက်လာလားပေါ့ဒါမှမဟုတ်ဒီလိုပေါ့ agree ဆိုရင် agree disagree ဆို disagree အဲ့တော့ဟုတ်ပြီဟိုပေါ့နော်နှစ်ဖက်စလုံးအောင်မစဉ်းစားနဲ့ပထမဆုံးခေါင်းထဲရောက်လာတဲ့ဟာကိုအရင်စဉ်းစားတစ်ချက်အဲ့ idea generation techniques တွေချက်သင်ပြီးွားရထင်တယ် right ဟုတ်ကဲ့သင်လိုက်တယ်ထင်တယ်နော်ဟုတ်တယ်မလား5W နဲ့ 1H ဟာဟုတ်တယ်တမီးတမီးနောက်ကကြတော့ဟိုကိုယ့်ရဲ့ဟိုပါတော့ဒီ socially ရဲ့ economically ရဲ့စဉ်းစားတဲ့ဟာဟုတ်ပြီเนาะအဲ့တော့ကြတော့ဟိုအဲ့ဟာတွေအကုန်လုံးထည့်ပြီးစဉ်းစားเนาะစဉ်းစားပြီးပြီဆိုလို့ရှိရင်တချို့ကအရင်ဆုံးဘာခေါင်းထဲရောက်လာခေါင်းထဲရောက်လာတဲ့ဟာတကယ်ကြလို့ရှိရင်လေကိုဖြည့်နိုင်တဲ့ဟာများပုံများတယ်ဘာဖြစ်လို့ဆိုအဲ့ဟာကို influence လုပ်ထားပြီးသားအဲ့တော့ကြပြီ agree ဆိုလို့ရှိရင်ဒါနောက်တစ်ခုကတစ်ချက်ကတော့ပြောဆိုနည်းလေလိုက်သိရမလား question ပေါ်မူတည်ပြီးတော့ agree တဲ့ဟိဆို agree လိုက်ဘာလို့ဆိုအဲ့ဒါ idea မများထွက်လာလို့เนาะဟုတ်ပြီ agree ဆိုလို့ရှိရင်2 point တစ်ခါတည်းရောက်တယ်ခုနကဟာတစ်ခါတည်းအဲ့မှာ short note စီးသွားလိုက်ဟိုလိုမျိုးလေဘာတော့ how can I say ဒီ long sentences တွေမရေးနဲ့ you don't have time သိလားဒီမှာဆိုလို့ရှိရင် passive smoking ရဲ့ effect ကို reduce ဖြစ်သွားတာ passive smoking effect ပြီးပြီဆိုလို့ရှိရင် explanation တစ်ခါတည်းရေးတစ်ချက်ရေးခိုင်းတယ်ဒီမှာဆိုလို့ရှိရင်ဒါအပေါ်ကဟိုပါဒီမှာ agree ပေါ့ကွာ agree ဆိုလို့ရှိရင်ဟုတ်ပြီဘာကြောင့် agree တုံးဆိုတဲ့ဟာပေါ့နော်ခုန passive smoking ပေါ့ချက်မရေးတော့နော် passive smoking ရဲ့ဘာပေါ့အဲ့မှာချက် explanation ပေါ့နော် EP အောက်က explanation EP လို့မရေးလဲဘာမှမဖြစ်ကိုသိရမယ်ကိုစပြီးစဉ်းစားကြတယ်အဲ့တိုင်းစဉ်းစားဘာလို့ငါဘယ်လိုရှင်းပြမှာလဲဆိုတဲ့ဟာဟုတ်ကဲ့ပြီးပြီဆိုလို့ရှိရင် EG example ဘာပြီးမအောင်တခါတည်းတွေ့သွားအဲ့မှာနော်ဟုတ်ကဲ့အဲ့ဒါ1 point နောက်တစ်ခေါက်စဉ်းစားလိုက်နောက်တစ်ခုကဘာတော့နော်အဲ့မှာ sinus လည်းရေးလို့ရတယ်ဒီလား sinus ရေးတဲ့ဟိဆိုဘာအောင်ဒီလားတချို့ဒီ sinus ကိုသူ copy ယူပြီးတော့အောက်မှာပြန်ချလိုက်လို့ရတယ်ပြီးတော့မှ make a really complex good complex sinus လုပ်လိုက်လို့ရတယ်ကွာအောက်မှာဟုတ်ကဲ့နော်အဲ့တော့ note ရေးခြင်းရေး sinus ရေးခြင်းရေးပြီးလို့ရှိရင်ဒီ planning လုပ်ထားတဲ့ဟာအကုန်လုံးဖြတ်ချပလိုက်အကုန်လုံးဒီလားဘာလို့ဒါယူကသွားကောက်နေရကွာဝေါ်ကောက်อ่ะဟုတ်တယ်ဒီအဲ့ဒါဖြတ်လိုက်မှသူကဘယ်လောက်ဆိုတဲ့ဟာပေါ်မှာဟုတ်ကဲ့ဘို့ဆိုဒါကြီးပါသူကကောက်နေလို့လေအဲ့လိုမျိုးတခါတည်းစစဉ်းစားကြရဟိုပါပေါ့နော် explanation example တခါတည်းစဉ်းစားဘာတချို့လူတွေလေ explanation ရေးမှစဉ်းစားမယ်ဆို it doesn't work နော်